ဒီလူနာရဲ့တက်တူကိုမြင်တဲ့အခါသူနာပြုဆရာမရဲ့ဘဝကပြောင်းလဲသွားခဲ့ရတယ်အီမာဝယ်ဆန်ဟာမျိုးစေးရုံမှာသူနာပြုတစ်ယောက်အနေနဲ့အလုပ်လုပ်ခဲ့တာပါသူမရဲ့အလုပ်ကသွေးနမူနာတွေယူလာတဲ့ဆရာဝန်တွေကိုကူညီပေးရတဲ့အလုပ်ကိုကင်တွယ်ရတာပါသူမကတည်ငြိမ်တဲ့ဘဝကိုသဘောကျခဲ့တယ်လို့အမြဲတမ်းအလုပ်ရှုပ်နေပေမဲ့တခုတည်းသောနေလေကင်းမတိုင်ခင်အထိထူးဆန်းတဲ့ကိစ္စတွေကတော်ရုံနဲ့မဖြစ်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲတက်တူတစ်ခုပါတဲ့အမျိုးသားတစ်ယောက်သူမအခန်းထဲဝင်လာခဲ့ပြီးအဲ့ဒီတက်တူကသူမဘဝကိုထောက်ရပြောင်းလဲဖြစ်ခဲ့ပါတယ်သူမကကလတ်ထိုင်ကိုလက်နဲ့ညှွန်ပြလိုက်ရင်ထိုင်မအောင်လို့ဖြည်းညှင်းစွာပြောလိုက်ပါတယ်ဒီလူကလည်းပြန်ပြုံးပြရင်ထိုင်လိုက်ပြီးသူ့ရဲ့အင်ကြီးလက်ကိုလှမ်းတင်လိုက်ပါတယ်သူ့ကိုသွေးစစ်ဖို့လိုအပ်နေပြီးနမူနာယူဖို့တာဝန်ကျတဲ့သူနာပြုကတော့အီမာဖြစ်နေတာပါဒါလည်းသူမအတွက်ပုံမှန်လုပ်နေကြအလုပ်ပါဒါပေမဲ့ဒီတစ်ချိန်ကတော့ထူးခြားတယ်လို့ခံစားလိုက်ရပါတယ်အီမာကဆေးထိုးအပ်ကိုပြင်ဆင်လိုက်တာပေါ့အဲဒီနောက်တော့နည်းနည်းလေးပဲစူးမှာပါလို့သူမကပြောလိုက်ပါတယ်ဒီနေ့ဘယ်လိုလဲနေရတာအဆင်ပြေရလားလို့လည်းမေးလိုက်ပါတယ်ဒီလူကတငယ်ချင်းဟောင်းနေလို့ပဲပျော်ရွှင်ပြန်ဖြေရင်စကားပြောလာပါတယ်သူရဲ့စကားပြောတဲ့ပုံစံကလည်းတတောင့်တတဖြစ်ပြီးအီမာလည်းပိုးတက်ထားတဲ့ပစ္စည်းတွေကိုဖြေနေတော့စကားစမြည်ဆက်ပြီးပြောကြပါတယ်သူမကြောလဲထားတာမလို့သူတို့နှစ်ယောက်မျက်နှာချင်းမဆိုင်ပဲစကားပြောခဲ့ကြတာပါလူနာတွေစကားများရင်သူမပို့ပြီးသဘောကျတယ်အဲ့ဒါကသူမလောက်ကမဲ့အရာတွေကိုပို့ပြီးလွယ်ကူစေလို့ပါဒါပေမဲ့သူမသူ့စီကိုပြန်လှည့်ကြည့်တဲ့အခါမှာတော့အီမာရဲ့မျက်လုံးတွေကမမျော်လင့်ထားတဲ့အရာတစ်ခုစီကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီအရာကလည်းသေးငယ်ပေမဲ့သူမချစ်ချင်းပဲအသက်ရှူရက်တန့်သွားစေလောက်အောင်လုံလောက်တဲ့အရာတစ်ခုပါအဲ့ဒါကတော့သူ့ရဲ့လက်ဝဲလက်အပေါ်ပိုင်းတရောင်စစ်အတွင်းဘက်အထက်နားလေးမှာရှိနေတဲ့တက်တူလေးတစ်ခုပါအနေရောင်နဲ့လှပစွာထိုးထားတဲ့ကဏ္ဍအဆင့်တစ်ခုဖြစ်ပြီး1936 122လို့ရေးသားထားတာပါသူမလည်းမျက်တောင်ခတ်လိုက်ပြီးတည်ငြိမ်အောင်နေဖို့ကြိုးစားလိုက်ပါတယ်ဝိုးစိတ်ဝင်စားစရာတက်တူလေးပဲဘာလို့ဆိုလို့တလဲလို့မေးလိုက်ပါတယ်ဒီလူရဲ့ပျော်ရွှင်တဲ့မျက်နှာအမူအရာတွေရုတ်တရက်ပျောက်ကွယ်သွားပြီးသူ့ရဲ့ပခုံးတွေတောင်းတင်းသွားပါတယ်သူကစောင်းငယ်ကြည့်ပြီးသူမအကဲဖြတ်နေတယ်လို့မျိုးသိချကြည့်ပြီးမှဒါကကိုပိုင်ကိစ္စပါရှင်းပြဖို့ခက်ခဲပါတယ်လို့ခက်တူတူပဲပြန်ပြောလိုက်ပါတယ်သူရဲ့အတန်ကပိုနေသွားပြီးဘာမှထပ်မမေးခင်မှာပဲသူမကအမြန်ဆက်ပြောလိုက်တာပေါ့ရာသီဥတုအကြောင်းပြောကြမလားအီမာလည်းသူ့ကိုမတားပါဘူးအဲ့ဒီတက်တူကဆွေးနွေးလို့မရတဲ့အကြောင်းအရာဖြစ်မှသူမနားလေသွားခဲ့ပါတယ်သူ့ရဲ့ကိုဟန်အမူအရာကအဲ့ဒီအကြောင်းအရာကိုလမ်းပိတ်လိုက်ပြီးဆိုတာရှင်းရှင်းလင်းလင်းပြသခဲ့တယ်လို့အီမာလည်းတိတ်တဆိတ်ခေါင်းငိမ့်လိုက်ပါတယ်ဒါပေမဲ့လည်းဒီကဏ္ဍတွေကသူ့မခေါင်းထဲကနေလုံးဝထွက်မသွားခဲ့ပါဘူးဒီလူနာထွက်သွားပြီးတဲ့နောက်မှာတော့အဲ့ဒီကဏ္ဍတွေကသူ့မရဲ့စိတ်ထဲမှာပဲ့တင်သန်းထပ်နေခဲ့ပါတယ်19မှ36 122ဆိုတာပါသူမကနောက်ထပ်လူနာတစ်ယောက်ကြိုဆိုခဲ့ပါတယ်အဲ့ဒီနေ့ကျန်တဲ့အချိန်တွေကအီမာရဲ့အတွေ့တွေကဒီတတူးစီကိုပဲအချင်းချင်းရောက်နေရင်ဆေးရုံနိုင်ရ9နိုင်ထိုးတဲ့အခါမှာတော့အီမာဟာသူ့ရဲ့လက်ကိုချွတ်ပြီးသူ့ရဲ့ဂျာကင်ကိုလက်မလွှဲထားပြီးဝတ်ဖို့အဆင်သင့်ဖြစ်နေပါပြီသူမလည်းအမြန်ဆုံးထွက်ပေါက်ကနေထွက်သွားပြီးအလိုလျောက်တကားတွေချာနေကားထဲကိုအပြေးလွှာဝင်သွားခဲ့ပါတယ်ဒီလူရဲ့တက်တူးကသူမကိုလိုက်နှောက်ရှက်နေခဲ့ပြီးငါဘာမှရှာမလဲဆိုတာသိတယ်ဆိုတဲ့အတွေ့ကခေါင်းထဲမှာစိုးမိုးနေခဲ့ပါတယ်သူမအိမ်ကိုအမြန်မောင်းလာခဲ့ပြီးသူမရဲ့ကားပါကင်နေရာမှာဂီယူမဆိုင်ပဲကားရက်လိုက်တာကြောင့်ကားကတစ်ဖက်ဆောင်းပြီးမျက်ခင်းနှစ်ဖက်စလုံးကိုဘိန်းနဲ့ဖိထားမိခဲ့ပါတယ်။အီမာရဲ့အင်ရှီတကားကိုပိတ်လိုက်တန်းတဲ့တူသူမရဲ့လှင်မြန်တဲ့ခြေလမ်းတွေကသူမကိုဒုတိယဓာတ်စီကိုလှင်မြန်စွာခေါ်ဆောင်သွားခဲ့ပါတယ်။အဲဒီနောက်အီမာကဗီဒီယိုကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာတော့နှစ်ပေါင်းများစွာစုနေတဲ့ဖုန်တွေကသူမမျက်နှာပေါ်ကိုလွင့်စင်ထွက်လာပါတယ်။ဟောင်းနှွမ်းနေတဲ့အညိုရောတစ်တာတွေကမညီမညာစုပုံနေပြီးသူမကအဲ့ဒီတဲကနေတစ်ခုခုကိုဆွဲထုတ်လိုက်ရင်တစ်တာကလည်းအတော်လေးလေးနေတာသတိထားမိလိုက်ပါတယ်။အဲ့ဒီတစ်တာထဲမှာတော့ album တွေရှိနေပြီးဒီ album တွေမှာတော့အချိန်နဲ့အမျှမှေးမိန်ဟောင်းနှွမ်းနေတဲ့ဓာတ်ပုံဟောင်းတွေရှိပြီးအီမာကအဖြူအမဲစာမျက်နှာတွေကိုလှည့်ရင်စီပီယာခေါ်အညိုရောင်ဆေးရောင်ပါတဲ့စာမျက်နှာကိုလှည့်မိတဲ့အခါမှာတော့အများစုကသူမမွေးခင်ကလေးကရိုက်ထားတယ်ဆိုတာသိလိုက်ရပါတယ်။အဲဒီနောက်မှာတော့တပုံလွတ်ကျလာပြီးသူမရဲ့ပတ်မော်ကျလာခဲ့ပါတယ်။သူမကအဲ့ဒါကိုကောက်ယူလိုက်တဲ့အချိန်မှာကလေးဘွားက9နှစ်အရွယ်အီမာလေးဟာပြုံးပြီးလက်တစ်ဖက်ကိုမြှောက်ပြနေတာတွေ့ရပါတယ်။ဒါကသူမဒီယိုလာရှာခဲ့တဲ့ဓာတ်ပုံဖြစ်ပြီးကံကြမ္မာလည်းသူမကိုဒါတွေတွေ့စီခြင်းသလားလို့တောင်ထင်ရပါတယ်။အဲဒီဓာတ်ပုံထဲမှာအီမာကလေးဘွားကသူမကိုသူမမြင်လိုက်ရပါတယ်။သူမကသူမရဲ့လက်တစ်ဖက်ကိုထိုးပြပြီးအဲ့ဒီလက်မှာအယောင်သွေးစုံနေတဲ့ယူနီကွန်တက်တိုးလေးတစ်ခုပါနေတာကိုတွေ့ရပါတယ်။အဲ့ဒီတက်တိုးလေးကတော့ရေခဲမုတ်ဓာတ်မုတ်တကြားလုံးအချိုတွေမှာအခမဲ့ပါလာတဲ့တက်တိုးမျိုးလေးပါ။သူမကလည်းရေနဲ့တိုးပြီး6သွေးဖို့စောင့်ဆိုင်းခဲ့ရတာကိုမှတ်မိခဲ့ပါတယ်။သူမရဲ့အဖွားကလည်းဘေးနားမှာရက်ပြီးပြုံးပြရင်သူမရဲ့လက်တစ်ဖက်ကိုမြှောက်ပြနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမကိုအသက်ရှူရက်တန့်သွားစေတဲ့အရာတစ်ခုပါမြင်လိုက်ရပါတယ်။သူမကသူ့အဖွားရဲ့တက်တိုးကိုကြောင်းကြည့်နေခဲ့ပြီးအဲ့ဒါကရေနဲ့ကတ်ထားတာမျိုးဒါမှမဟုတ်ယာယီတက်တိုးမျိုးမဟုတ်ဘဲအနက်ရောင်နဲ့ရိုးရှင်းပြီးသူ့ရဲ့လက်အောက်ဖက်အချမ်းအပေါ်ဘက်မှာထွင်းထားတဲ့ကဏ္ဍတွဲမှုတစ်ခုဖြစ်နေပါတယ်။
1936ဆိုတဲ့ကဏ္ဍပါသူမဒီကနေ့မြင်လိုက်ရတဲ့ကဏ္ဍတွေနဲ့လည်းအတူတူပါအသေးစိတ်အချက်လိုက်တိုင်းရလဲကောက်ညီနေပါတယ်ကဏ္ဍတွေကြားက dash လေးတောင်အတိအကျတူညီတဲ့နေရာမှာရှိနေတာပါဤမှာလည်းငြိမ်းချသွားခဲ့ပြီဘလို့အကြောင်းတိုက်ဆိုင်မှုများလဲဘလို့လုပ်ပြီးတူညီတာလဲဒါမဖြစ်နိုင်ဘူးလို့သူမလည်းခံစားလိုက်ရပါတယ်အဖွားရိုးရဲ့တေးဆုံးမှုဟာထူးဆန်းတဲ့အရာတစ်ခုမှမရှိခဲ့ပါဘူးဒါပေမဲ့ထူးဆန်းတဲ့အပိုင်းကသူမရဲ့အမွေကိုခွဲဝေတဲ့အချိန်မှာဖြစ်ခဲ့တာပါဤမှာကအဲ့ဒီအချိန်က30ကျော်စားလောက်ပဲရှိသေးပြီးသူမရဖို့အမွေအနေငယ်ပဲရှိခဲ့တာကြောင့်သူမအတွက်ကြံခဲ့တဲ့ပမာဏကိုဂရုမစိုက်ခဲ့ပါဘူးဒါပေမဲ့လည်းသူမရဲ့အမေအတွက်ကြံခဲ့တဲ့အမွေရဲ့အစိတ်အပိုင်းကြီးတစ်ခုနဲ့ပတ်သက်ပြီးစူပူတန်တွေအများကြီးရှိခဲ့တယ်ဆိုတာတော့မှတ်မိနေခဲ့ပါတယ်ဒီကိစ္စတွေဟာလည်းဘတော်မှအမှန်တကယ်မပြေလည်ခဲ့တဲ့အငင်းပွားမှုတွေပါတည်တန်းစာရဲ့အစိတ်ပိုင်းအများစုကပျောက်ဆုံးနေပြီးတခြားမိသားစုဝင်တွေတရယောက်ကသူတို့ရဲ့အခွင့်အရေးကိုတောင်းဆိုနိုင်ဖို့မလိုခင်ကတည်းကစာရွက်စာတမ်းနဲ့ချီနှောင်ပြီးတရားဝင်ကောက်ယူခဲ့ပြီးသားဖြစ်နေခဲ့ပါတယ်ပျောက်ဆုံးသွားတဲ့ငွေတွေဘယ်ကိုရောက်သွားသလဲဆိုတာဘယ်သူမှအမှန်တကယ်မသိကြပါဘူးအဖွားဖြစ်သူရဲ့ရှင်းနေကြီးကလည်းအဖွားကိုယ်တိုင်ကအဲ့ဒီငွေတွေရဲ့နောက်ဆုံးနေရာနဲ့ပတ်သက်ပြီးတိတ်ဆိတ်နေဖို့အထူးညွှန်ကြားထားခဲ့တာပါဒါတောင်မှမိသားစုကအမြဲတမ်းတူတူတိတ်နဲ့စဉ်းစားနေခဲ့ကြပါတယ်အခုတော့အဲ့ဒီလူနဲ့သူ့ရဲ့တက်တူးနဲ့ပတ်သက်တဲ့အရာတစ်ခုကအီမကိုဒီရှင်းနေကြီးရဲ့ရုံးခန်းစီကိုတိုက်ရိုက်ပြန်ဆွဲခေါ်လာစေခဲ့ပါတယ်စေယုံကိုလာသွားတဲ့ဒီလူနာရဲ့လက်ပေါ်ကစလုံးတွေအကြောင်းမေးတဲ့အခါမှာသူကရှောင်လွှဲနေတဲ့အကြောင်းရင်းတစ်ခုရှိမှဖြစ်ပြီးအီမကဒါဟာသူမအခုကင်ထားတဲ့ဓာတ်ပုံနဲ့ဆက်ဆက်နေလိမ့်မယ်လို့ခံစားလာရပါတယ်ဒါကပဲအီမအတွက်သူမရဲ့တသက်တာမှာအလုတ်ကျင့်ဝင်ဖောက်ကျင့်မှုအကြီးဆုံးဆုံးဖြတ်ချက်ကိုချတဲ့အချိန်ဖြစ်ခဲ့ပါပြီမပုံတင်ထားတဲ့သူနာပြုတစ်ယောက်အနေနဲ့သူမဟာမေးခွန်းထုတ်เสียမလို့ပဲလူနာရဲ့လျှို့ဝှက်ချက်ကိုအမြဲတမ်းထိမ့်သိမ့်ဖို့ချိန်ဆခဲ့ပူပါတယ်သူတို့ရဲ့ကိုယ်ပိုင်ဘဝတွေသူတို့ရဲ့ရာဇဝင်တွေနဲ့သူတို့ရဲ့လျှို့ဝှက်ချက်တွေဟာစေရုပ်ဝန်ထမ်းတွေအတွက်ဘတော်မှစိတ်ဝင်စားစရာမဖြစ်သင့်ပါဘူးဒါပေမဲ့လည်းအီမာတယောက်ဒီစီးမြင့်ကိုကြော်လွန်ခဲ့ပါပြီဒါပေမဲ့အီမာအတွက်သူမကိုယ်တိုင်နဲ့ပုံကိုယ်ရေးဆိုင်ရာအကြောင်းပြချက်တွေကြောင့်သူမလည်းရှောင်လွှဲဖို့မတက်တာခဲ့ပါဘူးသူမလည်းကိုမသိလိုက်ခင်မှာပဲသူမကားထဲပြန်တက်ပြီးအလုပ်လုပ်တဲ့နေရာစီကိုအမြန်ပြန်မောင်းလာခဲ့ပါတယ်အဲဒီနောက်ခဏကြာမှတော့သွေးနမူနာတွေတင်စစ်ထားတဲ့လုံခြုံရေးရှိတဲ့အခန်းစီကိုရှောက်လာပါတယ်တထူအန်ဆွဲတစ်ခုကိုဖွင့်လိုက်ပြီးအမြင့်တက်ထားတဲ့ဖန်ပြွန်လေးတွေကိုလိုက်စစ်ရင်လက်ချောင်းတွေကအစောတုန်းကသူစူဆောင်းခဲ့တဲ့အမျိုးသားလူနာအက်ဒဂါအော့ကလီရဲ့နမူနာတစ်ခုမှရပ်တန့်သွားခဲ့ပါတယ်။ဂယူတဆိုင်နဲ့သူမက DNA စစ်ဆေးဖို့အတွက်ပမာဏအနည်းငယ်ကိုထုတ်ယူပြီးလှုပ်ဆောင်နေစဉ်မှာပဲသူမနှလုံးခုန်တုံတွေမြန်လာပါတယ်။အီမာကအဲ့ဒီနမူနာကိုအလုံးပိတ်ရင်တက်ခွဲခန်းကိုပို့လိုက်ပြီးသူမရဲ့အပြုအမူတွေဟာတမန်အတိုင်းအလလုံးနေတယ်လို့မျိုးသားဖြစ်အောင်ကြိုးစားနေရပါတယ်။သူမကိုယ်တိုင်လည်းဆရာဝန်လူနာလျှို့ဝှက်ချက်ထိမ့်သိမ်းရေးရဲ့တင်းကျပ်တဲ့စီးမြင်တွေကိုချိုးဖောက်တယ်ဆိုတာသိနေခဲ့တယ်လို့အဲ့ဒီဆုံးဖြတ်ချက်ကသူမကိုလိုက်နောက်ရှက်နေပါတယ်အထူးသဖြင့်စစ်ဆေးမှုရလဒ်တွေအတွက်ဘလို့အခြေအနေနဲ့မှပြောင်းလဲလို့မရပဲနှစ်ပတ်ကြာအောင်စောင့်ဆိုင်းနေရတဲ့အချိန်အတော်တွင်မှာပါနောက်ဆုံးမှာတော့ထူထဲတဲ့စာရေးကြီးသူမအိမ်ကိုရောက်လာတဲ့အခါအီမာဟာတန်တရားတွေနဲ့အပြစ်ရှိတဲ့ခံစားချက်တွေကြောင့်ပင်မနွမ်းနေခဲ့ပါတယ်သူမဟာသူမရဲ့ကိုယ်ပိုင်သွေးနမူနာတွေကိုလည်းပို့ပေးခဲ့တာကြောင့်တခွဲကန်းကသူမရဲ့ DNA ကိုအက်ဂါရဲ့ DNA နဲ့ဓာတ်ရိုက်နှိုင်းယှဉ်ဝင်ပေးခဲ့ပါတယ်စာရွက်ကိုဖြန့်ချလိုက်ပြီးသူမရဲ့မျက်လုံးတွေကနီးပညာဆိုင်ရာစကားလုံးတွေကိုလိုက်ဖတ်ရင်အတိတ်တွေကတော့ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့ပါတယ်ဒီရလက်ကသွေးသားဆက်ဆက်မှုတစ်ခုရှိတယ်ဆိုတော့အတူပြုပေးခဲ့တယ်လို့သူတို့ကတထေရတဲ့တူတာမျိုးမဟုတ်တယ်လို့မောင်နှမတွေလောက်နီးစပ်တာမျိုးလည်းမဟုတ်ပါဘူးဒါပေမဲ့အမှတ်သားတွေကတော့ဝေးကွာတဲ့ဆွေမျိုးနီးစပ်တော်ဆက်မှုမျိုးရှိတယ်ဆိုတာဖော်ပြနေတာပါအဲ့ဒီအတီးပြုချက်ကအီမာကိုတုံးလုံးစေခဲ့တယ်လို့သူမဟာသူမရဲ့မိသားစုရာဇဝင်ကိုသိတယ်လို့အမြဲယုံကြည်ခဲ့ပူပါတယ်ဒါပေမဲ့အက်ဒဂါရဲ့နာမည်ကတော့လုံးဝမရင်းနှီးခဲ့ပါဘူးမိဘနှစ်ပါးလုံးကသူ့အကြောင်းတစ်ခါမှမပြောဘူးတယ်လို့အရင်ကစိုးဝေးပွဲတွေဒါမှမဟုတ်ပြောပြချက်တွေထဲမှာသူ့ကိုမှတ်မိတာမျိုးလည်းမရှိပါဘူးသူမဟာနောက်ထပ်စီးမြင်ချိုးဖောက်မှုတစ်ခုဖြစ်နေမှသိလျက်နဲ့စေယုံစနစ်ကိုဝင်ရောက်ပြီးအက်ဒဂါရဲ့လိပ်စာကိုရှာဖွေခဲ့ပါတယ်လိပ်စာကဖော်ပြထားတဲ့နေရာကဆိုရင်သူ့ရဲ့အိမ်ကခီးတို့လေးပဲဝေးတာကိုတွေ့လိုက်ရပါတယ်သူမလည်းအဲ့ဒီလိပ်စာကို GPS ထဲထည့်ထွက်ခွာသွားတာပေါ့ခီးကမိနစ်40လောက်ကြာမြင့်ခဲ့ပြီးသူမသွားမဲ့နေရာနာနီးလာတဲ့အခါမှာတော့ထူးဆန်းတဲ့ခံစားမှုတစ်ခုကသူမစီကိုတိုးဝင်လာခဲ့ပါတယ်ဒါနဲ့ပဲသူမသွားမဲ့အိမ်စီဦးတီနေတဲ့လမ်းသွယ်လေးတွေကို꿰လိုက်တဲ့အချိန်မှာပဲအစောကခံစားချက်ကပိုပြီးပြင်းထန်လာပါတယ်သူမလည်းကားကိုရက်လိုက်ပြီးအမော်တကိုအသက်ရှူရင်းနဲ့တခုခုကိုရုတ်တရက်ဆိုသလိုကောင်းကောင်းကြီးသဘောပေါက်သွားခဲ့ပါတယ်ဒါဟာသူမအဖွားရဲ့ငယ်ဘဝအိမ်ဖြစ်နေတာပါလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကမိသားစုဓာတ်ပုံအယ်ဘမ်ဟောင်းထဲမှာအကြိမ်ကြိမ်မြင်ဘူးနေတဲ့အိမ်နဲ့တပုံစံတွေပါအကာကသူမမိသားစုရဲ့အတိတ်နဲ့နက်ရှဆိုင်ဆက်နွယ်နေတဲ့နေရာမှာနေထိုင်နေတာဖြစ်ပြီးအမှန်တရားကိုသိကျင်စောနဲ့သူမဒါကိုသတိမထားမိခဲ့တာပါဒါတွေမကသေးပဲတခြားသက်သေတွေကလည်းသူမရှိမှရုတ်တရက်ပေါ်ထွက်လာခဲ့ပါတယ်စကြောရာကြီးတဲကပဲအစားအနာတွေကိုလိုက်ပြီးဆက်ပေးနေတယ်လို့ပါသူမရဲ့ GPS ထဲမှာအနီးနားကအမှတ်အသားတွေကိုအလိုလျောက်ပြသပေးပြီးအဖွားပြပြမှုတဲ့မိသားစုပုံမြင်တွေကနေရာတွေနဲ့လည်းထပ်တူကျနေတာကြောင့်ဒါဟာအဖွားရဲ့အတိတ်နဲ့တကယ်ပတ်သက်နေတယ်ဆိုတာပို့ပြီးတေချာသွားစေခဲ့ပါတယ်
အဲ့ဒီနောက် GPS screen ရဲ့အပေါ်ဆုံးမှာတော့19ကနေ36 122ဆိုတဲ့ထူးဆန်းတဲ့ကုန်းနံပါတ်လေးပြနေပါတယ်။အီမာရဲ့မျက်လုံးတွေလည်းအံ့ဩလို့ပြူးကျယ်ဝိုင်းဆက်သွားပြီးဒါကသူမအဖွားနဲ့အဂါတို့ရဲ့တက်တူးပေါ်မှာပါတဲ့ခဏန်းနဲ့တပုံစံနဲ့ဖြစ်နေတာပါ။ဒီလောက်ထိတိုက်ဆိုင်နေဖို့ဆိုတာမှဖြစ်နိုင်တယ်လို့ပါ။ဒါပေမဲ့လည်းဒီရှာဖွေမှုဟာအစာပြိုးယုံသာရှိသေးတယ်ဆိုတာကိုတခုခုကသူမသတိပေးနေတယ်လို့ပါ။အီမာကလည်းစိတ်ကိုအတည်ငြိမ်ဆုံးဖြစ်အောင်ထိန်းထားပြီးအိမ်နဲ့ပေ80အကွာလောက်မှာကားကိုရပ်လိုက်ပါတယ်။ပြည်တော်တဲထုနေတဲ့လမ်းသွယ်လေးအတိုင်းရှောက်လာပြီးအိမ်ရှိတကားကဘဲကိုတီးလိုက်ပါတယ်။ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကိုရင်ဆိုင်မှုပြင်ဆင်ရင်လက်နှစ်ဖက်ကိုဘေးမှာတင်းတင်းဆုပ်ထားပြီးအိမ်ရှိစင်ဝင်မှာစောင့်နေခဲ့ပါတယ်။စက္ကန့်ကကြာရှည်နေပြီးနောက်ဆုံးမှာတော့တကားကြွကနေပွင့်သွားတာပေါ့။အဲ့ဒီအမျိုးသားကလည်းအခုအချိန်မျိုးရောက်လာမယ်ဆိုတာကြိုသိနေတယ်လို့မျိုးသူမအောင်နှုတ်ဆက်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာရိုးရှင်းတဲ့အေကန်လေးမှာအတူတူထိုင်နေကြပြီးအနီးနားမှာတော့ရနွေးအိုးလေးကတရှူးရှူးနဲ့အတန်မီနေတာပေါ့။ဒီအချိန်မှာပဲအီမာက DNA စစ်ဆေးချက်တွေတက်တူးတွေနဲ့သူမအဖွားနဲ့ပတ်သက်တဲ့ဆက်နွယ်မှုတွေအကုန်လုံးကိုရှင်းပြလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာဆွေမျိုးတော်ဆက်ကြတယ်ဆိုတာညင်းလို့မရတဲ့အမှန်တရားပါ။ဒါပေမဲ့ဘယ်လိုပုံစံနဲ့တော်ဆက်တယ်လဲဆိုတာသူမှမသိသေးပါဘူး။အဲ့ဒီကားကတော့အသေးချာနားထောင်ပြီးမှပြန်ရှင်းပြခဲ့ပါတယ်။မိသားစုထဲမှာတူတူတရိပ်ပြောနေကြတဲ့ပျောက်ဆုံးနေတဲ့အမွေတွေဟာသူ့အမေစီကိုရောက်သွားခဲ့တာပါ။သူမဟာအဖွားရဲ့တည်တန်းစားထဲမှာပါဝင်တဲ့ဒုတိယမြောက်အမွေဆက်ခံသူဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အဖိုးဖြစ်သူဟာမိသားစုနှစ်ခုနဲ့လျှို့ဝှက်ဘဝတစ်ခုကိုဖျက်ဆီးနေတယ်ဆိုတာအီမာသိလိုက်ရပါပြီ။ဒါဘယ်တော့မှအပြေအဝမပေါ်လာခဲ့တဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်လို့နောက်ဆုံးမှာတော့အဲ့ဒီပတ်သက်မှုကပြီးဆုံးသွားပြီမယ်။အဖွား Rose ကသူမရဲ့အိမ်တော်ကြီးကိုထိမ့်သိမ်းမှုရွေးချယ်ခဲ့တာပါ။ဒါပေမဲ့ဒီပတ်သက်မှုကနေကလေးတယောက်ရလာခဲ့ပြီးအဲ့ဒါကတော့အဂါရဲ့အမေပါ။အဖွား Rose ဒီကလေးကိုသူမရဲ့အိမ်မှာခေါ်ထားဖို့မဖြစ်နိုင်တာကြောင့်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ရပါတယ်။အဂါရဲ့အမေကိုသူမရဲ့အဖေရင်ဖြစ်သူကပဲတီးတန့်ပြူစုပြိုးထောင်ခဲ့ရပြီးအမာတို့ဘက်ကမိသားစုနဲ့ဝေးဝေးမှာထားခဲ့တာပါဒါပေမဲ့လည်းအဖာရိုစ်ကသူမကိုဘတော်မှပြစ်မထားခဲ့ပါဘူးမကြာခဏလာကြည့်ပေးသလိုတိတ်ဆိတ်လည်းထောက်ပံ့ပေးခဲ့ပါတယ်ခင်မွန်ဖြစ်သူကိုအမှန်တရားမပြောပြပဲသူမရဲ့ဘဝထဲမှာအမြဲရှိနေပေးခဲ့တာပါအကမွေးလာတဲ့အချိန်မှာလည်းအဖွားကတခြားမြေးတွေလိုပဲသူ့အပေါ်ချစ်ချင်းမြတ်တာတွေပေးခဲ့ပါတယ်ဒီတန်ရောစင်ဟာဆယ်စုနှစ်ပေါင်းများစွာတိတ်တဆိတ်တည်ရှိနေခဲ့ပြီးအဖွားဖြစ်သူဆုံးပါသွားတဲ့အခါမှာတော့ဒီမိသားစုအိမ်ကြီးကိုအဂါရဲ့အမေရရှိစေဖို့အဖွားစီစဉ်ပေးခဲ့တာပါဒါဟာပျောက်ဆုံးနေတဲ့အဖွားရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးဒီအိမ်ကြီးကဘာကြောင့်ဒီဘက်မိသားစုလက်ထဲမှာရှိတယ်လဲဆိုတဲ့အဖြေလည်းဖြစ်ပါတယ်။အဂါကဒီတက်တူးကိုအဖွားကိုသတိရတဲ့အနေနဲ့ထိုးထားတာဖြစ်ပြီးသူတို့နှစ်ယောက်လုံးနေထိုင်ခဲ့တဲ့နေရာကိုအမှတ်သားပြုတာလို့ဖြစ်ပြောပြပါတယ်။သူကအဖွား Rose ကိုကျွန်တော်တို့ရဲ့အဖွားလို့သုံးထုတ်လိုက်တဲ့အခါမှာတော့အမှန်တရားအပြည့်အဝပေါ်လွင်ခဲ့ပါပြီ။လျှို့ဝှက်ချက်တွေကအပိုင်းအစတွေမဟုတ်တော့ပဲအရာအလုံးကတစ်ဆက်တည်းဖြစ်သွားပါတယ်။အမားလည်းဒေါသထွက်မဲ့အစားနားလည်ပေးနိုင်တဲ့ခန်းစားချက်မျိုးဖြစ်ပေါ်လာပါတယ်။ဖုံးကဲထားတာတွေဟာတစ္ဆာဖောက်တာမျိုးမဟုတ်ပဲပတ်သက်နေသူအလုံးကိုကာကွယ်ပေးခြင်းနဲ့နာကျင်စရာကြိုးပမ်းမှုတစ်ခုဆိုတာသူမှသိသွားခဲ့လို့ပါသူတို့နှစ်ယောက်စလုံးဟာလည်းလူချင်းမတွေးဆုံခင်ကတည်းကသူတို့ကိုချိတ်ဆက်ပေးတဲ့ဒီအိမ်ကြီးထဲမှာရနွေးချမ်းအတူတူတောင်းရင်တိတ်ဆိတ်နေခဲ့ကြပါတယ်လျှို့ဝှက်ချက်တွေရဲ့ဖိအားတွေဟာအမရဲ့ပခုံးပေါ်ကနေဖြည်းဖြည်းချင်းရောကျသွားပါပြီပျောက်ဆုံးနေတဲ့အမွေတက်တူးနဲ့မြုပ်နှံထားတဲ့မိသားစုတမိုင်းကြောင်တွေဟာတခုချင်းစီအတိတ်ပဲရှိလာခဲ့တယ်လို့အမပြန်ဖို့ပြင်ဆင်တဲ့အခါမှာတော့အဂါကလည်းသူ့မကိုအိမ်တကာဝါအထိလိုက်ပို့ပေးခဲ့ပြီးနောက်တစ်ခါပြန်လာဖို့လည်းဖိတ်ခေါ်ခဲ့ပါတယ်ဒီလိုနဲ့ပဲလျှို့ဝှက်ချက်တွေအဆုံးမှာပေါ်ပေါက်သွားခဲ့ပြီဖြစ်ပေမဲ့ဒီလျှို့ဝှက်ထားတဲ့မိသားစုတမိုင်းတွေကိုဝင်ရောက်ခဲ့တဲ့သူမရဲ့ခီးစဉ်ကတော့အခုမှစတင်ရုံပဲရှိသေးတယ်ဆိုတာအမတယောက်အသေးချာသိနေပါတော့တယ်ခင်ဗျာ